Formula 1ကိုကြည့်တဲ့အခါ Ferrari, Red Bull, McLaren ဆိုပြီးတော့ကားအယောင်တွေတော့မြင်ဘူးမယ်ဒါပေမဲ့ဒီ team တွေကဘာလုပ်ကြရလဲဘယ် team ကအားကောင်းဆုံးလဲ driver တွေကဘယ်သူတွေလဲဘယ် team ကို support လုပ်တင်လဲအားလုံးမင်္ဂလာပါ F1 ကို YouTube တူ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုတစ်ခုကြည့်ပြီးသွားလို့ရှိရင် F1 team 10ခုလုံး driver တွေအားလုံးကို F1 fan အသစ်တစ်ယောက်အနေနဲ့လုံးဝနားလည်သွားပါလိမ့်မယ်အဲ့တော့ Formula 1မှာ team ဘယ်လောက်ရှိလဲ Formula 1မှာ team 10ခု driver အယောက်20ရှိပါတယ် team တစ်ခုစီမှာကားနှစ်စီ driver 2ယောက်ရှိပါတယ်အခု team တစ်ခုချင်းစီကိုလွယ်လေးနဲ့စပြီးရှင်းပြပေးပါမယ်နံပါတ်1 Red Bull Racing Red Bull Racing ဆိုတာကတော့လက်ရှိ Formula 1မှာ aura အရှိဆုံး team တွေထဲကတစ်ခုပါ team ရဲ့ style ကတော့ aggressive ဖြစ်တယ် speed အရန်ကောင်းတယ် strategy ကအရန်ပြင်းထန်တယ်အခုလက်ရှိမောင်းနေတဲ့ driver တွေကတော့ Max Verstappen လက်ရှိ F1 ရဲ့ monster လို့ပြောလို့ရတယ်နောက်တစ်ယောက်ကကျတော့ Yuki Tsunoda ဆိုတဲ့ဖွဲ့ဝင်2ယောက်ရှိပါတယ် Red Bull ဆိုတာအနိုင်ရဖို့စိတ်ဝင်စားတဲ့အသင်းလို့ပြောလို့ရပါတယ်နံပါတ်2ကတော့ Ferrari Formula 1ရဲ့ရှေးအကျဆုံး team တစ်ခုဖြစ်ပါတယ် Ferrari က Formula 1 စတင်တဲ့နေ့ကတည်းကရှိခဲ့တဲ့ team တစ်ခုပါ fan အများဆုံး fan favorite team လည်းဖြစ်ပါတယ် team style ကတော့ passion ရှိတယ် emotional အရန်များတယ် history တွေနဲ့ပြည့်ဝနေတဲ့ team လို့ပြောလို့ရပါတယ်ခုလက်ရှိ driver တွေကတော့ Charles Leclerc Ferrari ရဲ့မျှော်လင့်ချက်လို့ပြောလို့ရတယ်နောက်တစ်ယောက်ကတော့ Lewis Hamilton World Champion Legend လို့ပြောလို့ရတယ် Ferrari ကို support လုပ်တာအနိုင်ထက်ကျွန်တော်တို့ရဲ့ခံစားချက်တွေကို support လုပ်တာ ਨੇ အတူတူပါပဲနံပါတ်3 Mercedes Mercedes က technology နဲ့ strategy အရန်ပြင်းထန်တဲ့ team တစ်ခုဖြစ်ပါတယ် team ရဲ့ style ကတော့ clean ဖြစ်တယ် calm နဲ့ data analysis တွေလုပ်ပြီးတော့ data ပေါ်အခြေခံပြီးတော့သွားကြတယ်ခုလက်ရှိ driver တွေကတော့ George Russell နောက်တစ်ယောက်ကတော့ next generation ဖြစ်တဲ့ Kimi Antonelli ဖြစ်ပါတယ်ကျွန်တော် driver နာမည်တွေကိုအတန်အတွက်မှားသွားလို့ရှိရင်နားလည်ပေးကြပါကျွန်တော်ပုံနဲ့စာနဲ့ထိုးပေးထားပါမယ် Mercedes ဆိုတာစက်နဲ့အနိုင်ယူတဲ့ team လို့ပြောလို့ရပါတယ်နံပါတ်4 McLaren McLaren ကလက်တလုံးမှာ fan တွေအရန်ကြိုက်ကြတဲ့အသင်းတစ်ခုပါ team style ကတော့ငယ်ရွယ်တဲ့သူတွေတုံးတယ် aggressive ဖြစ်တယ် fun ပျော်ရတယ် driver တွေကတော့ Lando Norris နဲ့ Oscar Piastri ပြောလို့ရှိရင်2025မှာ World Championship ရသွားတဲ့အသင်းလို့ပြောလို့ရပါတယ်နံပါတ်5 Aston Martin Aston Martin က luxury brand ကို racing နဲ့ပေါင်းထားတဲ့ team တစ်ခုပါ team style ကတော့ smooth ဖြစ်တယ် strategic ဖြစ်တယ် experience ရှိတယ် driver တွေကတော့ Fernando Alonso နဲ့ Lance Stroll လို့ဖြစ်ပါတယ် Alonso ကြောင့် Aston Martin ကိုကြည့်ရတာ strategy lesson တစ်ခုလိုပါပဲနံပါတ်6 Alpine Alpine ကတော့နည်းနည်းများများဆဆပြောစရာတိတ်မရှိပါဘူး driver တွေကတော့ Pierre Gasly နဲ့ Franco Colapinto တို့ဖြစ်ပါတယ်ဒီ Alpine အသင်းဟာ surprise ပေးနိုင်တဲ့ team တစ်ခုဖြစ်ပါတယ်နံပါတ်7 Williams ကအရင်တုန်းက champion team တစ်ခုပါအခုတော့ခန်းပတ်ဖို့ကြိုးစားနေတဲ့ team တစ်ခုဖြစ်ပါတယ် driver တွေကတော့ Alexander Albon ပြီးတော့ Carlos Sainz တို့ဖြစ်ပါတယ်နံပါတ်8 RB Racing Bull RB ဆိုတာကတော့ Red Bull ရဲ့ junior team ပါ driver တွေကတော့ Liam Lawson Isaac Hadjar တို့ဖြစ်ပါတယ်ဒီ team က Red Bull driver ဖြစ်ဖို့စမ်းသပ်တဲ့ team တစ်ခုဖြစ်ပါတယ်ဒီ team ကနေလားလာကောင်းတယ် driver ကလည်းငယ်သေးတယ်ဆိုရင်ဒီ Red Bull အသင်းမှာခေါ်တာများပါတယ်နံပါတ်9 Silver က Audi နောက်ဝင်လာမဲ့ team ဖြစ်လို့အနာဂတ်အတွက်အရေးကြီးပါတယ် driver တွေကတော့ Nico Hülkenberg နဲ့ Gabriel Bristito တို့ဖြစ်ပါတယ်ဒီ team ကို support လုပ်လို့ရှိရင် Audi ရဲ့နောက်လာမဲ့ era ကိုစောင့်ကြည့်နေရတယ်လို့ဖြစ်ပါလိမ့်မယ်နံပါတ်10 Haas က budget နည်းတယ် fighting spirit ကြီးတဲ့ team တစ်ခုပါ driver တွေကတော့ Esteban Ocon နဲ့ Young rookie driver ဖြစ်တဲ့ Olivier Baumann တို့ဖြစ်ပါတယ် Haas ကမလွယ်ဘူးဆိုတာသိပေမဲ့လက်လွတ်မခံသင့်တဲ့ team တစ်ခုပါဒါဆိုရင် F1 fan အသစ်အနေနဲ့ team တစ်ခုကိုဘယ်လိုရွေးမလဲအနိုင်ကြိုက်လို့ရှိရင် Red Bull တမိုင်းချောင်းတွေကိုကြိုက်လို့ရှိရင် Ferrari technology ကိုကြိုက်လို့ရှိရင် Mercedes Young driver ငယ်သေးတဲ့ driver တွေကိုကြိုက်လို့ရှိရင် McLaren Underdog story ကိုကြိုက်လို့ရှိရင် Williams နဲ့ Haas ဒီဗီဒီယိုတစ်ခုလုံးမှာ F1 team 10ခုလုံးနဲ့ driver တွေကဘယ်သူလဲဆိုတာကိုတစ်ခုချင်းပြောပြပေးသွားတာမို့လို့ F1 ကြိုက်တဲ့ fan အသစ်တွေဆိုရင်နားလည်သွားမယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုကြိုက်တယ်ဆိုရင် like comment နဲ့ subscribe လုပ်ခဲ့ကြပါဦးပြီးတော့ဘယ်အသင်းကိုသင် support နေလဲအောက်က comment မှာရေးခဲ့လို့ရပါတယ်